ပြောထားတဲ့အတိုင်းပြုတ်ဆောင်လာဖြစ်ပါတယ်စင်နားတိုင်းပဲကြောက်อ่ะစိတ်တော်မကောင်း စီရင်ကောင်းစီရင်ကောင်းစီ စင်လိုက်တော့ ဟမ်ဟိုဟာ ကောင်းခုနလိုရောတိတ်မတည်ဘူး တိတ်မတည်ဟောအဲ့ဒါလွယ်လွယ်လေးတူတူရ မိုင်းနှစ်ခုယူအဲ့ဒါ ဟောအခုယူမရအောင် လွယ်လွယ်လေးဟိုဟာလေး လူပြင်းနေ ဟိုမရကြောက်ရွာကားထဲမှာပေါ့နော်ဥခင်လိုင်တရုပ်ဆောင်ထားတဲ့ဟာလေးတစ်ခွက်ပေါ့နော်ဥခင်လိုင်ကထန်းအိုးလေးကိုရွက်လာပြီးတော့လေអော်တဲ့ဟာလေးပေါ့ထမ်းမင်းညာကြီးချိုတ냐 냐ခါတယ်လေအဲ့ဒါလေးပဲအဲ့ လူခင်လိုက်အတန်နဲ့လို့ ဟိုတကယ်တော့ character အကုန်လုံးက तू ကပူရနေဆိုသူ့ပဲတရုပ်ဆောင်လိုက်ပါတော့နော် နာမည်တော်ရှိတယ်ကျွန်တော်ကပူပါ ဟုတ် โอเคအဲ့ ဒီဒေးနည်းနည်းလေးတူအောင်လို့အနည်းဆက်ဆုံးတီးရတူအောင်လို့ပေါ့နော် နီးစက်ဆုံး ဗဒံရုပ်လေးပေါ့ အဲ့တက်မှာကိုခင်လိုက်ဟာ တကယ်လို့မတက်ထပြီး reality ဆန်ဆန်လုပ်လို့ရမယ် နော်ဟုတ်တယ် reality ဆန်ဆန်လေး reality မင်းတို့အဲ့လေကွာကလေး စေနာထားမယ် ခါလေးကိုကော့ထားမယ် ဟုတ်လေထိုင်နေနေတယ်ဒီလိုအမူအရာကြီးလောက်ပြလိုက်ပါ ပူဆန်မှ ဟုတ်လေမဝင်လာတဲ့ဇာကားထဲမှာမင်းပြိသက်တွေအတွက်အများကြီးကြိုးစားတာဒါပြိသက်တွေအတွက်ဟုတ်တယ် โอเคโอเค တိုက်လုပ်လိုက်တော့ ချပြလိုက်ရချပြလိုက်ပါမယ်နော် ထန်းလေးကိုရွက်မယ် အဲ့ဒီလိုလေးအဲ့ဒီလို ဒါလေးရရှာ အဲ့ဒီလိုချမ်းပညာရေးချမ်းပညာရေးကြာပြီနော် ဟုတ်ပါတယ် ဟုတ်ကဲ့ဆိုတော့အားလုံးကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတော့အရင်လည်းပျော်ခဲ့ရပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီဇာကားထွက်လာတဲ့အခါကြာလို့ရှိရင်လည်းကြည်ပေးကြပါအောင်เนาะကျွန်တော်တို့အကုန်စူးစမ်းကြပါတယ်လူငယ်တွေဆိုပေမဲ့လည်းအကောင်းဆုံးဒီထဲမှာ acting တွေရောအကုန်လုံးတက်နိုင်တယ်များအကောင်းဆုံးလုပ်ထားမို့လို့အားပေးကြပါအောင်เนาะ ဟုတ်ကဲ့ပါကျွန်တော်တို့ဒီလူငယ်တွေပေါ့နော်စုပြီးတော့ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့လိုအပ်ချက်လေးတွေအမားလေးတွေပါတာမျိုးရှိလို့ရှိရင်လည်းပြည်သက်တွေကချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ပြီးတော့နားလည်ပေးကြဖို့လည်းကျွန်တော်တို့ကတောင်းဆိုပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့မဝင်လာတဲ့အဖွဲ့သားတွေအားလုံးလည်းဇာကားလေးထွက်လာတဲ့အခါမှာစောင့်ကြည့်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဒီနေ့အစီအစဉ်လေးကိုအချိန်ပေးပြီးတော့ကြည့်ရှုခဲ့တဲ့ပြည်သက်တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ အားလုံးပဲတတာ When la ne nga bwa de go me de ya chini ma tu de ti de be nga shi ma se de ne ki de ku